မနက်စောစောလမ်းထွက်ပြီးတော့မလျှောက်တာကြားပြီပေါ့ဒီနေ့လမ်းထွက်လျှောက်တဲ့အချိန်မှာဘာမြင်ခဲ့လဲဆိုရင်ဂျပန်လူမျိုးပေါ့နော်အသက်အရွယ်မရွေးတွေကမနက်အခင်းပိုင်းနဲ့ညနေပိုင်းဆိုလို့ရှိရင်ကွာခွေးကြောင်ကြသိလားသူတို့ရဲ့မနက်ပိုင်းခွေးကြောင်ကြတော့ခွေးလေးတွေကချစ်စရာလေးတွေပဲဘာလို့တတ်တွေ့လဲဆိုလို့ရှိရင်တစ်ဖက်မှာလမ်းလျှောက်ထွက်နေတဲ့ဂျပန်အမျိုးသမီးတယောက်ရှိတယ်အဲ့ဒီခွေကလေးကအဲ့ဒီအမျိုးသမီးကိုဟောင်လိုက်တယ်အဲ့တော့ကိုကရက်ကြည့်နေလိုက်တာရက်ကြည့်တာဘယ်လိုဆက်ဖြစ်မလဲဆိုပြီးတော့နှစ်ဖက်ဘယ်လိုစကားများကြလဲဆိုတော့လေအဲ့ဒီခွေဟောင်လိုက်လို့သူလန့်သွားတယ်လန့်သွားတဲ့အပေါ်မှာအဲ့ဒီအမျိုးသမီးကိုသူလန့်သွားတယ်မတော်လို့သူ့မှာနှလုံးရောက်ကရှင်သူတခုခုဖြစ်သွားနိုင်ပါတယ်ဆိုပြီးတော့မှအဲ့ဒီအမျိုးသမီးကိုပြောမှဆိုပြဿနာရှာတယ်ကွာပြဿနာရှာတော့ဟိုဘက်ကအမျိုးသမီးကအနုညွန့်တောင်းပန်ပြီးတော့မှအဲ့ခွေးနဲ့ပတ်သက်ပြီးတော့မှသူအကုန်တာဝန်ယူပါတယ်စေကန်းသွားခြင်းလားအစပြောတာနော်ဒါကဥပဒေစိုးမိုးတဲ့နိုင်ငံမှာဖြစ်နေတော့ခွေးလေးတစ်ချက်ဟောင်ခံရတာနဲ့တောင်ဒီလိုပြဿနာရှာလို့ရတယ်အမှုလုပ်လို့ရတယ်ကွာအဲ့နဲ့သူတို့နှစ်ယောက်ဟိုရဲခေါ်နေအောင်တွေ့ရဘလို့ဆက်ဖြစ်လဲတော့မသိဘူးထားခဲ့လိုက်တယ်ပေါ့ပြောချင်တာကဘာလဲဆိုတော့ဒီမနေ့မှဟိုရက်ကဟိုတောက်လျှောက်အလုပ်တွေနဲ့အရန်ပင်ပန်းနေလို့ကိုကဒီ Facebook ပေါ်မကြည့်ဖြစ်ဘူး TikTok မှာတက်လာလည်းမကြည့်ဖြစ်ဘူးသတင်းအစ်စ်တွေကိုလည်းအန်ဒီတယောက်ကိုတောင်းပန်နေတဲ့ကြားတွေကငါသားရဲ့ဆိုပြီးတောင်းပန်နေတဲ့ကြားတွေကနေအနောက်ကနေဓာတ်နဲ့ချက်တဲ့ခုတ်ပြီးခေါင်းပြက်ကျသွားတာကိုထပ်ခုတ်တာကိုတွေ့လိုက်လို့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ကွာအာနာယူတွေရဲ့ယူမိုင်မှုကြောင့်မလို့ငချင်းစီနဲ့ငချင်းပြန်ကြော်ခံရတာကွာငချင်းစီနဲ့ငချင်းပြန်ကြော်ခံရတယ်ဆိုတာကတစ်ဖက်ကလည်းလူငယ်တွေဒီဘက်ကလည်းလူငယ်တွေလက်ထဲမှာလက်နက်လေးရှိလာတော့သွေးရကြွလာပြီအမေရွယ်လည်းမသိတော့ဘူးစာနာမှုဆိုတာလည်းမရှိတော့ဘူးလူပေါင်လူစီကလူကျင့်ဝတ်ဆိုတာလည်းမသိတော့တစ်ဖက်နဲ့တစ်ဖက်စစ်ဖြစ်နေရဆိုနိုင်ငံတကာမှာတော့မှဒီကဲဆယ်ရေးသမားပေါ့နော်ကဲဆယ်ရေးသမားပရဟိတသမားသတင်းတောက်ဆိုတာတက်ရတာမဟုတ်ဘူးကွာသူတို့အဲ့လိုစစ်ဆိုတာစီကံလည်းရှိတယ်ပြီးတော့သူနာပြုတ်တွေတော့နောက်ကဒီဆရာဝန်တွေတို့ဒီစစ်ဖြစ်နေတဲ့ကြမှာကဲထုတ်နေတဲ့ဟာတွေကိုပြစ်တက်တာရှိတာမဟုတ်ဘူးတကယ့်ကိုမြန်မာနိုင်ငံကစုပ်ပြတ်တက်ပြီးတော့မှလူစိတ်မရှိတဲ့ဟာတွေဖြစ်နေပြီသိလားမြင်ရတွေ့ရတာတွေကလူငယ်တစ်ဖက်မှာလည်းလူငယ်တွေတစ်ဖက်မှာလူငယ်တွေအနာဂတ်မှာအဲ့လူငယ်တွေကဘာလဲခံယူချက်ချင်းမတူတော့ပါအုံနောက်တွေကမရှိလာတော့လူသားချင်းစာနာမှုဆိုတာမရှိလာတော့မြန်မာနိုင်ငံမှာလူဖြစ်ရတာအရင်တော့အရန်ဂုံယူတယ်တယံဇာတာတွေပေါ်ကျွယ်ဝပေမဲ့စက်မှုမထွန်းကားလို့ဒီလိုအာဏာယူတွေရှိနေလို့မလို့နိုင်ငံကနောက်ကျနေပါတယ်ဆိုမှနောက်ကျနေရတဲ့အထဲမှာလူငယ်တွေရဲ့အတွေးခေါ်တွေကဘလို့ပဲအထက်ကလူတွေကယူအောက်ကလူငယ်တွေမှာနောက်လောက်တဲ့လူငယ်တွေအဲ့ဒီလူတွေတဲ့ပို့ပြီးမှအသိပညာဘူးသူတို့တွေကတိုးဘွားမှာမဟုတ်ဘူးလားနောက်ပိုင်းလူငယ်တွေကိုဖမ်းပြီးတော့မှခေါ်သွားတယ်ပဲထောင်းတော့အဲ့ထဲရောက်နေတဲ့လူငယ်တွေကဘလို့နေလို့လက်ထဲမှာလက်နဲ့ရောက်နေပြီလေလက်နဲ့ရနေပြီဆိုနင်တို့ဘာလုပ်တင်လဲဆိုတာနင်တို့စဉ်းစားမှာမဟုတ်ဘူးလားတခါမှကိုကဒီလိုစကားတွေမပြောဘူးဘူးပဲလူကိုထားတဲ့နိုင်ငံမှာအဲ့ဒီလူငယ်တွေနေကြည့်ဟမ်ဒီလိုလုပ်တဲ့ဟာတွေကအုံနောက်မရှိကြဘူးကွာသိလားအုံနောက်တကယ်မရှိကြဘူးအပြင်ထွက်ကြည့်နိုင်ငံပြင်ပကိုထွက်ကြည့်မြန်မာနိုင်ငံရဲ့ပြင်ပကိုထွက်ကြည့်ရန်တို့လက်နက်လေးလက်ထဲမှာကင်လိုက်တာနင်တို့လူစိတ်ပြောက်နေကြတာစဉ်းစားလို့မရဘူးနင်တို့ကနေရုပ်လေးသိလားနင်တို့တွေကနေရုပ်လေးတစ်ဖက်နဲ့တစ်ဖက်နင်တို့ကအစော့ခံနေရနေရုပ်လေးတွေငချင်းစီနဲ့ငချင်းပြန်ကြော်ခံနေရတာမြန်မာနိုင်ငံသားဖြစ်ရတာဂုံယူတဲ့ငါအတွက်ကတော့ဂုံယူစရာမကောင်းတော့အဲ့ဒီဗီဒီယိုတွေတခြားနိုင်ငံသားတွေကကြည့်လိုက်လို့ရှိရင်မြန်မာလူမျိုးတွေကဘယ်မှာစာနာမှုရှိရလဲဆိုတဲ့ဟာအမေရိကန်မှာအဲ့တော့နိုင်ငံကြီးနဲ့ခြိပြီးတော့ငါတို့ကရှက်ရမှာသိလား
ရှစ်စီကအရန်ကောင်းတဲ့ပြင်လူသားစာနာမှုမရှိလူသားချင်းစာနာမှုဆိုတာလည်းဘယ်မှာလိုက်ရှာမှတော့သိမှာမဟုတ်တော့ဒီနိုင်ငံမှာခွေးဟောင်လို့ရင်တုံပန်းတုံဖြစ်ပြီးလန့်သွားတာတော့မှတရားစွဲလို့ရတဲ့နိုင်ငံနင်တို့တွေကလူတရားလုံးကိုဓာတ်နဲ့နောက်ကနေဇက်ကိုပိုင်းနေပြင်တေသွားတဲ့လူကိုတစ်ခုချင်းတစ်ခုချင်းလိုက်ခုတ်တာစမ်းတက်နေရလူစိတ်မရှိတဲ့တရားဝါတွေစိတ်ပြက်စရာကောင်းတယ်ဒါတော့မှနောက်ထပ်ဒီနိုင်ငံမှာရောက်နေတဲ့အုံနောက်မရှိတဲ့ဟာတွေကဟွာဖြစ်နေသေးရဲ့မြန်မာနိုင်ငံများထင်နေလားမသိဘူးညီကတွေ့ရတာလေတော်တော်ကြက်တီတုံးနေ